အရင်ဗီဒီယိုမှာတော့ဝေဒီ YouTube ဗီဒီယိုတွေကို download ဆွဲတဲ့နည်းနဲ့ပတ်သက်ပြီးတော့ share link လုပ်ပေးဖို့ရပေါ့နော်ဒါပေမဲ့ဒီအသုံးပြုရတာအဆင်မပြေဘူးမရဘူးဆိုလို့ဒါနောက်ထပ်အသုံးပြုလို့ပို့ပြီးတော့လွယ်ကူတဲ့ app တစ်ခုနဲ့မိတ်ဆက်ပေးပါမယ်အသုံးပြုပုံချင်းကတော့အတူတူပဲပေါ့နော်ဒီကြော်ညာဝင်တာနဲတာနဲ့များတာဒီလောက်ပဲကွာတယ်ထုံးစံတိုင်းပဲ YouTube app ထဲဝင်ပြီးတော့ကို download ဆွဲခြင်းတဲ့ဗီဒီယိုရဲ့အောက်မှာရှိတဲ့ share ဆိုတဲ့ခလုတ်ကလေးကိုနှိပ်မယ်ပြီးရင် copy link ဆိုတာပေါ်လာရင်အဲ့ဒီ copy link လေးကိုနှိပ်မယ်နှိပ်ပြီးသွားပြီဆိုလို့ဆိုရင်တော့ Chrome နဲ့ကိုသွားပါမယ် Chrome နဲ့ရောက်ပြီဆိုလို့ဆိုရင် search bar မှာ y2mate ဆိုပြီးတော့ရိုက်ရှာလိုက်ပေါ့နော် y2mate mate အဲ့ဒီဟာလေးကိုရိုက်ရှာပြီးပြီဆိုလို့ဆိုရင်ဒီအောက်မှာပေါ်လာတဲ့ website ပထမဆုံးပေါ်လာတဲ့ website ထဲကိုဝင်မယ် y2mate website ထဲကိုဝင်မယ်ဝင်ပြီးသွားရင်ဒီအနီရောင် search bar မှာပေါ့နော်ဒီအနီရောင် bar ထဲမှာဆောနာကဝေတို့ copy ကူးလာတဲ့ဟာလေးကို paste ချလိုက်မယ်ချပြီးသွားပြီဆိုရင်ပုံမှန်အတိုင်းပဲသူကကြော်ညာတော့ဝင်နေပေါ့နော်ဒါပေမဲ့အဲ့ဒီကြော်ညာတွေကိုမနှိမ့်မိအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးမယ်အခုလိုမျိုးပေါ်လာရင်ဒီမှာကိုကဗီဒီယိုပဲ download ဆွဲမလား mp3 လား mp4 လားကို download ဆွဲခြင်းတဲ့ဟာကိုရွေးမယ်ရွေးပြီးသွားပြီဆိုလို့ဆိုရင်ဒီမှာ download ဆိုတဲ့ clip လေးကိုနှိပ်လိုက်ပါအစိမ်းရောင်အပေါ်ကလေးကိုကြိုက်တဲ့ဟာနဲ့ download ဆွဲလို့ရတယ်ပေါ့နော်အကြီးဆုံးကတော့ 1080p ဆိုတော့ 1080p နဲ့ကိုရတော့ဆွဲပြပေးမယ်အဲ့လို download ဆွဲလိုက်တဲ့အခါ download ခလုတ်ကိုနှိပ်လိုက်တဲ့အခါမှာဒီမှာကြော်ညာဝင်လာတယ်ပေါ့နော်ကြော်ညာဝင်လာရင်အဲ့ဒီကြော်ညာကိုဘာမှမနှိပ်နဲ့အောက်ရဲ့ကိုယ့်ရဲ့ဖုန်းရဲ့အောက်ခြေမှာရှိတဲ့ခလုတ်ကလေးပေါ့နော်ဘယ်ဘက်ကြာပါပေါ့အဲ့ဘယ်ဘက်ကခလုတ်ကလေးကိုတစ်ချက်ချင်းဖြည်းဖြည်းလေးနှိပ်လိုက်နှိပ်ထွက်လိုက်ရင်အမေအခုလိုမျိုးပေါ်လာလိမ့်မယ်ပေါ်လာပြီဆိုရင်စာသားတွေဘာမှမနှိပ်နဲ့ဒီအောက်ကိုဖြည်းဖြည်းချင်းလေးဆွဲချလိုက်ဒီဖုန်းရဲ့အောက်ကိုလေမဖြည်းဖြည်းချင်းလေးဆွဲချလိုက်ရင်အမှတွေ့လာအပေါ်မှာ download ဆိုတဲ့ခလုတ်ကလေးပေါ်လာလိမ့်မယ်အဲ့ဒီဟာလေးကိုနှိပ်လိုက်နှိပ်ပြီးသွားပြီဆိုရင်ကြော်ညာပြန်ဝင်တယ်ဆောနာလိုပဲကြော်ညာဝင်တဲ့အခါကျရင်အဲ့ဒီအောက်မှာရှိတဲ့ဖုန်းရဲ့ဘယ်ဘက်ထောက်မှာရှိတဲ့ခလုတ်ကလေးကိုတစ်ချက်ချင်းစီဖြည်းဖြည်းချင်းနှိပ်ပြီးတော့ထွက်လိုက်ဒါဆိုလို့ဆိုရင်ရပြီအဲ့မှာအပေါ်မှာတွေ့လာ download နေလုပ်နေတာ download လုပ်ပြီးသွားပြီဆိုလို့ဆိုရင် open ဆိုပြီးပေါ်လာလိမ့်မယ်ဒါဆိုရင်ရပါပြီဖုန်းထဲမှာတခါတည်းရောက်သွားမယ်ပေါ့နော် file နဲ့လည်းမရောက်တော့ဘူးတခါတည်းဘယ်မှလည်းရှာစရာမလိုပို့ပြီးတော့လွယ်ကူတယ်ပေါ့နော်စမ်းကြည့်ပါအားလုံးစီပြကြပါစေ